ပေးတာတော့ movie ပါတက်ကြည့်မှာဖြစ်ပါတယ်skin care ဘာညာလုပ်ပြီးတော့မနက်စာကိုတော့အဆင်ပြေလို့လေးပဲစားလိုက်ပါတယ်ပြီးတော့ကြောင်းသွားဖို့အဝတ်လဲပါတယ်ဒီနေ့ကအကြောင်းစောစောသွားမှာဖြစ်ပါတယ်ပုံမဆိုလို့ရှင်တော့အတန်းနာနေမှာသွားတာပေါ့နော်ကြောင်းနဲ့နေတဲ့နေရာနေရာတိတ်မမွေးဘူးပေါ့နော်9မိနစ်လောက်လမ်းချောင်းရောက်ပါတယ်9မိနစ်လောက်လမ်းချောင်းပြီးတော့ကြောင်းမြင်နေရတယ်ပေါ့နော်ဒီနေရာ dance area ဆိုတော့ပုံမှန်ဆိုတော့မှန်နေရအပြေပေါ့နော်ဒီနေ့ကတော့မှန်နေဖွင့်တာရယ်ဖိုကေရဒီချောင်းမှာပြတက်နေရပါ business major နဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့သူတွေထောင်းနဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့သူတွေဖိုကေစီမှာလာမိလို့ရပါတယ်ဒါတော့ international student တွေတင်ရတဲ့ ISM ပင်းဖြစ်ပါတယ်ဒါတော့ဖိုကေတို့တင်ရမယ့်စာသင်ခန်းဖြစ်ပါတယ်အင်းကြီးဆော့ရောက်သွားတော့အတန်းထဲမှာဘာမှမရှိဘူးပေါ့နော်အဲ့ဒါနဲ့ outfit check လေးထပ်လုပ်ပါတယ်ပြီးတော့ camera ထောင်ပြီးတော့လှုပ်ချင်တာကြီးလုပ်နေရပါ time writing အတွက်ဆိုပြီးတော့ application တောင်းပြီးတော့အမှားစာရေးလုပ်ပါတယ်အဲ app လေးကဆိုတော့မဆိုပေါ့နော် writing အတွက်လေ့ကျင့်လို့ရပါတယ်ဒီနေ့က time class တော့မဟုတ်ပေါ့နော်ဒါပေမဲ့ဘာစိတ်ကူပေါက်ပြီးတော့ time စာရေးလုပ်နေလဲတော့မသိဘူးဒီနေ့ quiz ဖြေရမှာပေါ့ဒါပေမဲ့တလုံးဝမသိပါဘူးဖြေရမှမယ်တော့အခုမှသိတယ်တန်းရောက်မသိဘူးSo Colosseum was used for, we call this gladiators. Yeah, gladiator. It was done in the Roman Empire time. So basically, ဒီအတောက်တာတာတော်တော်ပြောပါတယ်သူကစာရေးပဲတင်တာမဟုတ်ဘဲနဲ့ဒီလိုမျိုးလေးလည်းပြပါတယ်ပြီးတော့ game တွေလည်းအများကြီးပြသေးတယ် break time ရတော့ lunch သွားစားပါတယ်ကျောင်းသားမှာဆိုင်နေတော့အများကြီးရှိပါတယ်ဒါပေမဲ့ကန်ချင်းမှာပဲသွားစားပါတယ်ဟိုတော်တော်များတော့အပြင်မှာရေဝင်နေရပါတော့ဒါပေမဲ့နေလို့တော့တော်တော်ကောင်းတယ်အေးအေးလေးနဲ့နေ့လည်စာတော့ကစုံရွက်ကြော်နဲ့ချက်သားကြော်နဲ့ပဲရွေးလိုက်ပါတယ် lunch စားပြီးတော့ toilet ထဲဝင်လိုက်ပါတယ်ပြီးတော့2နာရီခွဲထိစာဆက်တင်နေပေါ့နော်ပြီးတော့နောက်တန်းဆက်တက်ပါတယ် and other people might like to use this video editing as well. It's quite good. Okay. What else? Everything looks okay. And I'm trying to finish off marking your condense by this week. နောက်ထပ် class လေးပြီးသွားပြီဆိုတော့မဟုတ်တော့ထပ်ဝင်ပါတယ်အဲဝါဖဲတော်တော်စားလို့ကောင်းတယ်ကျောင်းထဲမှာပဲပြီးတော့မုတ်ဆိုင်ရင်းနဲ့ကားဆောင်ပါတယ်ရုပ်ရှင်အောင်သွားကြည့်ဖို့စားရပါမယ်ဝါဖဲอร่อยมากတော်တော်ကောင်းလားကျင်းလားခဏလောက်နေတော့ကားရောက်လာပါတယ် traffic ဖြစ်နေရတဲ့တနားရီနီးနီးလောက်စီလိုက်ရတယ်ဟိုရောက်တော့6နာရီလောက်ဖြစ်သွားပြီပေါ့နော်အစားတော့ရုပ်ရှင် free ကြည့်ရမယ်ဆိုတော့ပြောနေရပါဒါပေမဲ့အဲ့ရောက်တော့ရုပ်ရှင်ကတနားရီလောက်နောက်ကျသွားပြီဆိုတော့သူတို့ကပေးဝင်တော့လို့ပြန်လာခဲ့လိုက်ရပါတယ်အစားတော့ ticket ကိုကိုယ်ပတ်ဝယ်ပြီးတော့ကြည့်ခဲ့မှုပဲဒါပေမဲ့ဝန်ထမ်းတွေကစားပဲမကောင်းတာနဲ့မကြည့်ခဲ့လိုက်တာပါရုပ်ရှင်ကြည့်ဖို့လားရုပ်ရှင်မကြည့်ပဲလည်းပြန်လိုက်ရပါတယ်အပြင်လဲထွက်လိုက်ရောဒီလိုဆန်းဆက်လေးမြင်တာဒီလိုဆန်းဆက်လေးတွေ့လိုက်ရတာနဲ့တန်တယ်ဆိုပြီးတော့ပဲဖြစ်သိမ်းလိုက်ပါတယ်ပြီးတော့ဝေးခွာတီသွားဖို့ကို MRT နဲ့သွားပါတယ်ပြီးတော့ဝေးခွာမှာကမှပဲတီးလေးတွေစားကြတာလေးဝယ်ပေါ့နော်ဒါကတော့ခွေတီကိုပါ90ပဲရှိရဲတော်တော်တန်တယ်စားလို့လည်းကောင်းတယ်သွားတော့တူတူပဲဒါပေမဲ့ပြန်တော့လူစုတွေ꿰ပြီးတော့တယောက်တနေရာစီဖြစ်ကုန်တာဒါကတော့ဝယ်လာတဲ့အတီးလေးနဲ့ခွေတီကိုလေးပါတော်တော်စားလို့ကောင်းပါတယ်ဒီနေ့ vlog လေးကတော့ဒီလောက်ပဲပေါ့နော် See you in the next video. Bye bye.